စက်ရုပ်ကစာအုပ်တအုပ်ကိုကောက်ကင်လိုက်ပြီးတတုပြားပေါ်တင်ကခလုတ်ကိုချက်ချင်းနှိပ်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲစာအုပ်ရဲ့ထောင်ဆုံးတွေပြတ်တောက်သွားပါတယ်စက်ရုပ်ကိုလင်းလင်းမြန်းမြန်းတည်ယူနိုင်စေဖို့အတွက်စာအုပ်တွေတအုပ်ပြီးတအုပ်ဖြတ်တောက်ခံနေရချိန်မှာဂျိတ်ကဘဟုတုဒတွေကိုစက်တိုက်ဖြည့်သွင်းပေးနေပါတယ်အဲ့ဒီနောက်စက်ရုပ်ကစာရွက်တစ်ရွက်စီကိုယူပြီးပုံနှိပ်ဆက်ပေါ်တင်လိုက်ပါတယ်စက်ကစကန်ဖတ်လို့ပြီးသွားတဲ့အခါစက်ရုပ်ကပုံရိပ်တွေကိုအမြန်လှုပ်ဆောင်ပြီးစာအုပ်ထဲကအကြောင်းအရာအလုံးကို database ထဲထည့်သွင်းလိုက်ပါတယ်ဒါကဆရာဝန်တယောက်အနေနဲ့စက်ရုပ်တရုပ်ကိုပထမဆုံးအကြိမ်စူးစမ်းတည်ဆောက်ဖို့ခြင်းပါပဲသူ့ရဲ့ပြင်းစရာကောင်းတဲ့ဘဝထဲမှာပျော်ရွှင်မှုတချို့ရရှိဖို့အတွက်ဂျိတ်ကသူ့ရဲ့ခွေးပေါက်လေးအတွက်လူပုံစံစက်ရုပ်တရုပ်တည်ထွင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ကဘာပြက်ကပ်ပြီးအလွန်ကာလဖြစ်တဲ့အခုလိုချိန်မှာသူ့အနားမှာအဖော်ဖြစ်ဒီခွေးပေါက်လေးပဲရှိပါတော့တယ်ဒါကပဲဂျိတ်ကိုတက်ရှိတစ်ခုလိုအရာမျိုးပြန်လဲဖန်တီးခြင်းစိတ်ဖြစ်ပေါ်စေခဲ့ပါတယ်ဒါပေမဲ့အပြင်ဘက်လေထုထဲမှာရောင်ခြည်တင်းမှုတွေပြည့်နှက်နေတာကြောင့်သူထည့်သွင်းစဉ်းစားရမယ့်ပြဿနာတွေကိုပိုပြီးရှုပ်ထွေးသွားစေပါတယ်ဒါပေမဲ့အိပ်ပျော်နေတဲ့ခွေးပေါက်လေးကိုကြည့်ရင်ဒီခွေးလေးလည်းတနေ့ကျရင်သူ့ကိုထားသွားရမယ့်နေ့ရောက်လာမယ်ဆိုတာဂျိတ်ရုတ်တရက်သတိပြုမိသွားပါတယ်ဒါကြောင့်ဂျိတ်ကရောင်ခြည်မျိုးမျိုးနဲ့ခရမ်းလိုရောင်ခြည်ပြင်းအားတွေကိုစတင်လေ့လာပါတော့တယ်သူကရောင်ခြည်တင်းမှာကိုမကြောက်ရတဲ့စက်ရုပ်တရုပ်ကိုတိစောက်ချင်တာပါဒါပေမဲ့အရင်းမြစ်တွေရှားပါလုံးတာကြောင့်ဂျိတ်ကတခြားစက်ရုပ်တွေစီကမျိုးလုံးတစ်စုံကိုဖြုတ်ယူပြီးစက်ပစ္စည်းဟောင်းတွေကအစိပ်ပိုင်းတွေကိုစက်ရုပ်ကိုတဲ့တင်မှာတက်ဆင်လိုက်ရပါတယ်ဂျိတ်ကဝါယာကြိုးတွေကိုချက်ချင်းဆက်သွယ်လိုက်ပြီးချစ်ပြားကိုကတ်ထိုင်နဲ့ထည့်လိုက်ပါတယ်ပြင်ဆင်မှုတွေအားလုံးပြီးသွားတဲ့အခါဂျိတ်ကကွန်ပျူတာထဲမှာပရိုဂရမ်ကိုအမြဲတမ်းထည့်ပြီးဝါယာကြိုးတွေကနေတဆင့်စက်ရုပ်ရဲ့ဦးနောက်ထဲကိုညွှန်ကြားချက်တွေပို့ဆောင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကဒေတာတွေကိုတစ်စချင်းစီပေးပို့လိုက်ပါတယ်စက်ရုပ်ကအောင်မြင်စွာလှုပ်ရှားလာတာကိုမြင်လိုက်ရတော့ဂျိတ်ကချက်ချင်းပဲနှုတ်ဆက်လိုက်ပါတယ်ဒါပေမဲ့စကားပြောဖို့တင်ပေးဖို့စူးစမ်းတဲ့အခါမောင်းနေတဲ့စနစ်ကထစာတာမဖြစ်ဘူးဆိုတာသိလိုက်ရလို့လုံးဝမျှော်လင့်မထားမိပါဘူးခဏတာတော့ဂျိတ်တယောက်ဘယ်နေရာမှာမားသွားလဲဆိုတာစဉ်းစားလို့မရခဲ့ပါဘူးတုံ့ပြန်မှုမရှိတော့တဲ့စက်ရုပ်ကိုကြည့်ရင်ဂျိတ်ကဒီစီမံကိန်းချရှုံးသွားပြီလို့ထင်လိုက်ပါတယ်ဒါပေမဲ့ခွေးပေါက်လေးကိုရင်ဖွင့်စကားပြောနေတော့မှပဲစက်ရုပ်ကရုတ်တရက်စတင်လှုပ်ရှားလာပါတယ်နောက်တစ်စက္ကန့်မှာပဲစက်ရုပ်ကခေါင်းလှည့်ပြီးအချက်ပြတာကိုတွေးလိုက်ရတဲ့အခါဂျိတ်ကချက်ချင်းပဲစက်ရုပ်ကိုစကားလမ်းပြောလိုက်ပါတယ်ပစ္စည်းကိရိယာတွေပြတ်သွားပြီလို့ဂျိတ်ထင်နေတဲ့အချိန်မှာစက်ရုပ်ကသူပြောတာကိုတကယ်နားလည်နေလိမ့်မယ်လို့လုံးဝမျှော်လင့်မထားခဲ့ပါဘူးဒါကဂျိတ်ကိုအလွန်မင်းစိတ်လှုပ်ရှားသွားစေပါတယ်ဘာလို့လဲဆိုတော့မကြခင်မှာသူတို့သူငယ်ချင်းတစ်ယောက်ရတော့မှာမို့လို့ပါပဲဂျိတ်ကတခွဲခန့်စီအမြန်ပြေးသွားပြီးစက်ရုပ်ကိုပြုပြင်ချိန်ကြီးမှုတွေစလုပ်ပါတော့တယ်ဂျိတ်ကိုပိုပြီးအံ့နသွားစေတာကတော့စက်ရုပ်ကတကယ်ပဲစကားပြောနိုင်နေတာပါပဲ